အော်ဆွန်လာဆိုင်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘာသာစာ90ဘတ်တဲ့နဲ့အယံစာလို့ကောင်းတဲ့စမ်းအစာစားဆိုင်လေးကိုခေါ်သွားမှာဖြစ်လို့အားလုံးပဲလက်ခံတတ်ပါဦးရှင်ဆိုင်လေးကိုဝင်လိုက်တာနဲ့စမ်းပြီးအဝေးသက်လေးရတာဖြစ်လို့စမ်းပြီးကိုလောက်မှာတော့သိချပါပဲနော်စမ်းလူမျိုးကြီးစားလေးရှိသူအတွက်တော်မြင့်ရည်နဲ့ဆဲပဲပေါ့နော်ဆိုင်မှာတော့ခုလိုပြင်မှာထိုင်လို့ရတယ်လို့အဲအကူအေးအေးနဲ့အထဲမှာလေးထိုင်လို့ရတယ်နော်စားချင်တာလေးတွေယူလိုက်ပါဦးမယ်စားချင်တာလေးတွေမှာပြီးဆိုတော့လာမချခင်လေးမှာဆိုင်က free တက်တဲ့ရေနွေးချမ်းလေးနဲ့ coffee mix လေးအရင်သွားယူလိုက်ပါဦးမယ်ရှင်မှားထားတာလေးတွေရောက်လာပါပြီရှင်ဒါလေးကတော့စံကောက်ဆွဲတုပ်လေးပါရှင်ဆော့ဆွဲရတာလေးကမလေးလုံးမပေါ်လုံးနဲ့အရသာကွက်တိပဲမို့ rating ပေးရရင်တော့10မှာ9.5မှလောက်ရပါမယ်ရှင်ဒါကတော့စစ်စစ်လေးနဲ့အရန်စာလို့ကောင်းတဲ့တခုနွေလေးရပါပြီရှင်ဒီတခုနွေလေးကို rating ပေးရရင်တော့ယူတဲ့အရန်ကြိုက်ပြီးရတာရကောင်းတော့ဘူး10မှာ10မှပြည့်ပေးပါရရှင်နောက်တစ်မျိုးကတော့အစုံတုပ်လေးရပါပြီရှင်အရသာထထမီမီနဲ့အရန်စာလို့ကောင်းတဲ့ဒီအစုံတုပ်လေးကို rating ပေးရရင်တော့10မှာ10မှပြည့်ပေးပါရရှင်မျိုးကတော့အကျော်စုံလေးပါရှင်အကျော်လေးကမွှားလေးနဲ့အချင်းချင်းလေးကရတာချင်းမီနေတော့ဗီဒီယိုပြန်ကြည့်ရင်လည်းနောက်တစ်ခါတော့ပြန်စားချင်သွားပြီနော်ယူရိတ်တွေလေးပေးရရင်တော့10မှာရှိမှပေးပါတယ်စင်နောက်ဆုံးတော့အီတီဖာလူတာလေးတောက်ခဲ့ပါတယ်စင်ဖာလူတာလေးကိုတော့ဒီဆိုင်မှာစားမှုတဲ့တငယ်ချင်းကိုပဲခုံမေးမှာ rating လေးပေးခဲ့တော့နော်အဲ့ရပြန်မှာအခုလိုမြန်မာစားစာတွေလည်းဝယ်လို့ရတယ်လို့တစ်ချက်ခုံးတစ်ချက်ပြတ်ပဲတော့နော်အခုလိုယူရဲ့ဗီဒီယိုကိုစောင့်ကြည့်ပေးလို့ကျေးဇူးပါစင်နောက်ဗီဒီယိုမှာလည်းပြန်ဆုံ